မေတ္တာဆိုတာ၃မျိုးရှိတယ်ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာကာယကံမေတ္တာလို့ဆိုတာလမ်းသွားရင်ဆူညောင်းခလုတ်တွေတွေ့ရင်ဒီဆူညောင်းခလုတ်နဲ့မမြင်လို့တက်နေမိရင်ဒုက္ခရောက်လိမ့်မယ်ခလုတ်မထီဆူမကြည့်ကြပါစေနဲ့ဆိုဖယ်သွားတယ်ဒါအားလုံးကိုမေတ္တာထားတယ်လို့ခေါ်တယ်လမ်းမှာတစုံတစ်ခုတွေ့လို့လူတွေထိခိုက်ပါဆိုရင်ရှင်းပေးသွားတယ်ဒါကာယကံမေတ္တာလို့ခေါ်တယ်ဝစီကံမေတ္တာဆိုတာလူတယောက်ကိုရှိဒီလိုအလုပ်မျိုးမလုပ်ကြနဲ့ဒီလိုအတွေးမျိုးမတွေးကြနဲ့ကိုယ်မိတ်ဆွေတွေဒုက္ခမရောက်ရအောင်ပြောတယ်ကူညီတယ်ဆောက်ရှောက်တယ်ဆုံးမတယ်အကြံပေးတယ်ဒါဝစီကံမေတ္တာလို့ခေါ်တယ်ချမ်းသာကြပါစေလို့နှုတ်ကမြတ်တယ်မနောကံမေတ္တာဆိုတာကြတော့ခုနကလိုစိတ်ထဲမှာဖြစ်အောင်လုပ်တယ်အဓိကကတော့မေတ္တာဘာဝနာပွားတယ်ဆိုတာမေတ္တာမနောကံကိုပွားခိုင်းတယ်စိတ်ထဲမှာတတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့စိတ်ကိုအမြဲတမ်းစစ်စစ်မပြတ်မိမိတဏ္ဍာမှာဖြစ်အောင်လုပ်ခြင်းဖြစ်ရင်နဲ့နှလုံးထဲမှာရှိတဲ့ဖြစ်ပေါ်လာတတ်တဲ့ဒေါသတရားကိုဖယ်ရှားပြစ်နိုင်ပါတယ်